မင်္ဂလာပါအခုမင်္ဂလာပါရှင်ဟုတ်မမဗာလေးများကိုဆောင်ရွက်ပေးရမလဲဟုတ်အမလေးမမန်းလေးမှာမြွေချင်တာဟုတ်နေရလားဆိုတော့ရောင်းမဝယ်မလည်းဖြစ်အောင်အမအရင်စိုးရိမ်နေစုံစမ်းကြည့်လိုက်တဲ့ခါကျတော့ကိုလာမင်းကုမ္ပဏီကယုံကြည်စိတ်ချရတယ် ISO လက်မှတ်ရတာဆိုတော့အမဒီကိုပဲလာကြလိုက်တာဟုတ်ကဲ့ပါမမညီမလေးတို့ကိုလာမင်းအင်ချမ်းမီကုမ္ပဏီကနိုင်ငံတကာအရေးပေးပြီးမှပြ ISO လက်မှတ်ရကုမ္ပဏီဖြစ်တဲ့အတွက်ကြောင့်မမရောင်းမဖြစ်မှာတော့စိတ်ပြကြမလို့ပါဘူးရှင်မမအဲ့ဆိုလည်းညီမလေးအမအဆင်ပြေလဲနေမယ်လေပြန်အောင်ချင်လည်းကျိုးမြရတဲ့နေရာလေးကိုမလိုချင်တယ်ညီမလေးအဲ့ဒါဆိုလို့ရှိရင်ညီမလေးတို့အခုလက်တော်ပေါ့နော်ဒီအရှိမျိုးတစ်ထုံးလုံးပိုင်းရတာသူကအယောင်းဝယ်လေးကြီးတွက်နေရပေါ့နော်သူကလမ်းအနေနဲ့လည်းကျတယ်ဟိုပတ်ဝန်းကျင်အနေနဲ့လည်းကောင်းတယ်အခုဆိုလို့ရှိရင်ဒီထုံလုံးအပိုင်းရပေါ့နော်ဖွံ့ဖြိုးတိုးတက်နေတဲ့အထက်မှာပါတဲ့အတွက်ကြောင့်ဟိုမမဟိုပြန်ရောင်းချင်တာပဲဖြစ်နေချင်တာပဲဖြစ်ပေါ့နော်ဟိုအဆင်ပြေတယ်ပြီးတော့သူကထားကောင်းဆောင်နေရဖြစ်နေတဲ့အတွက်ကြောင့်မလို့ပြန်ရောင်းရင်မမအဆင်ပြေပါတယ်မမဟုတ်အဲ့ဆိုညီမလေးညီမကိုပေကျဲလေးနဲ့မြေမျိုးစားလေးရှင်းပြပြရုံလေဟုတ်ကဲ့မမဒီဘက်ပိုင်းမှာဆိုလို့ရှိရင်တော့ပေကဟို40 60ရှိမယ်30 40ရှိမယ်20 60ရှိမယ်မမစာရွက်စာတမ်းအနေနဲ့ဆိုလို့ရှိရင်တော့သူကဂရန်ရှိမယ်14ရှိမယ်မမဟုတ်ကျယ်လေးဘယ်လောက်စိတ်ဝင်စားလဲပြီးတော့ဘတ်ဂျက်လေးဘယ်လောက်သုံးဖို့မှညီမှန်းထားလဲရှင်ဟုတ်ဘတ်ဂျက်ကတော့ညီမလေး1000ကျော်လောက်သုံးမယ်ဟုတ်ကဲ့ပါညီမလေးတို့မှာရှိလားအဲ့ဒီဟုတ်ကဲ့ရှိတယ်မမဟို1000ကျော်ကျော်ဆိုရင်တော့ညီမလေးတို့ထဲမှာဒီ data လေးတွေရှိတယ်ပေါ့နော်မမသူဆိုလို့ရှိရင်မမဟို40 60ကိုမမသူကလေဂရန်အမီပေါက်လေးနဲ့ရှင်မမဒီကွက်လေးတွေရှိမယ်ပြီးတော့တခြားဒီဥစ္စာလေးတွေရှိမယ်မမဟုတ်ဒါလေးမစိုးဘူးနော်မအေးဟုတ်တယ်ဒါလည်းမစိုးဘူးနော်ညီမလေးဒီထဲမျိုးတစ်ခွက်လေးတော့အမစိတ်ဝင်စားတယ်ဟုတ်စားဆိုင်ဆိုင်နဲ့ပတ်သက်ပြီးတော့စိတ်ချရအောင်အမဘယ်လိုလုပ်ရမလဲညီမလေးဟုတ်ကဲ့မမညီမတို့ထဲမှာကျွမ်းကျင်ရှိနေရှိပါတယ်ရှင်မမစားရဆိုင်နဲ့ပတ်သက်တာကိုမမတိုင်ပင်ဆွေးနွေးလို့ရပါတယ်မမညီမလေးတစ်ခါလေးခေါ်ပေးလိုက်မယ်လေမမအေးဟုတ်ခဏလေးစောင့်အောင်နော်မမဟုတ်ကဲ့ပါဟုတ်ကဲ့မင်္ဂလာပါညီမလေးဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့အမလေးဒီထဲကလေညီမလေးတွေပြနေတဲ့မျိုးခွက်တစ်ခွက်လေးကိုစိတ်ဝင်စားတာဟုတ်ကဲ့ပါရှင်အမအဲ့ဘယ်လိုလေးပေါ့နော်စားရဆိုင်လေးပေါ့နော်ဘယ်လိုလေးတွေကြည့်လို့ရမလဲဆိုတာမေးချင်လို့ပါရှင်ဟုတ်ကဲ့ပါညီမလေးအမတို့ကကြာလေညီမလေးဝင်မဲ့မြေခွက်ရဲ့စားရဆိုင်လေးကိုမှန်အမတို့ကစစ်ဆေးပေးမယ်ပြီးတော့သက်ဆိုင်ရာရုံးဌာနတွေမှာကန့်ကွက်ရှိမရှိပေါ့နော်အရှုပ်ရှင်းရှိမရှိအမည်ပေါက်မှန်ညီမတို့ကစစ်ဆေးပေးမယ်အမည်ပေါက်မှန်လို့အဆင်ပြေတယ်ဆိုရင်ညီမလေးကစီယံချပေါ့နော်စီယံချပြီးညီမတို့ကသတင်းစာကြော်ညာထည့်ပေးမယ်ညီမလေးမြေခွက်အတွက်စိတ်ချရအောင်လေ9ရက်အတွင်းမှာလာပြီးလာရောက်ကန့်ကွက်လို့ရှိရင်လည်းရတယ်ဆိုတဲ့အကြောင်းညီမလေးဘက်ကစိတ်ချအောင်လို့ညီမတို့ကဆောင်ရွက်ပေးတယ်ညီမလေးအဲ့ဆိုလို့ရှိရင်တော့အစဆုံးပေါ့နော်တောင်းဝင်ပေးတယ်ပေါ့နော်ကိုလာမင်းလေးရှိညာဆိုတော့မမဒီမှာပဲဝင်မယ်လို့ဆုံးဖြတ်လိုက်မယ်လေဟုတ်ကဲ့ပါကျေးဇူးပါညီမလေးဟုတ်ကဲ့ပါ